တော့ခါသမင်းကိုပြောဒုက္ခကို ဒီတက်မလုံးနဲ့ဟာငါတို့က ဟိုလိုမျိုးတက်ကသူရင်မသားအလားဘာနဲ့နေရောဒီဝိစရာယောနမမီ ကြောက်ရှာ အလင်းရဲ့ရောင်ရပြီအလင်းမြဲကတကားဓမ္မမြေရာကကရာအလောစွာကျွေးရတတ်လို့ပါစွာကျွေးရတတ်လို့မိရာမွန်ဒီလန်တော်ဝိုင်းမှာပြောသမားဝင်ကွယ်အေးတော့ကပြီးဝင်လာပိုက်လို့ငါဒီလာလားမရှိတေဝစရာတော့ နေရချူပဲ